အာနာချင်းရဲ့ဆိုကြများမြန်မာလူမျိုးတော်တော်များများဟာစေတနာကောင်းပြီးတော့အာနာတတ်ကြပါတယ်အာနာချင်းရဲ့ဆိုကြနံပါတ်1တန်ဖိုးမဲ့လာခြင်းအာနာလို့ကိုမလုံနိုင်လဲဟုတ်ကဲ့ဆိုပြီးခေါင်းညင်းရတာများလာတော့ဒီကောင်လွယ်ပါတယ်ကွာဆိုပြီးတော့တန်ဖိုးမဲ့လာတတ်ကြပါတယ်နံပါတ်2စိတ်တန်ရာရနိုင်ခြင်းကိုကတော့အာနာလို့ဆိုပြီးတော့ကိုမလုံနိုင်တာကြီးကိုလှုပ်ပေးလိုက်ပေမဲ့လည်းအပြစ်ဖြစ်လာတဲ့အခါမှာတော့ကိုယ်စေတနာကိုစော်ကားခံနိုင်ရမှာလေအဲ့ဒီလိုခံရတာများလာရင်စိတ်တန်ရာတစ်ခုတော့ဖြစ်လာနိုင်မသေးပါနဲ့နံပါတ်3သူလို့ရင်ရတယ်ကိုကအာနာလို့ပြောစရာရှိတာတွေကိုမျိုးသိပ်ထားတတ်ပြီးတော့ကြာလာရင်လဲတစ်ဖက်လူကသူလို့ရင်ရတယ်ဆိုတဲ့ပုံစံမျိုးဖြစ်လာတတ်ပါလေနံပါတ်4ခိုင်းကောင်းခြင်းကိုကအမြဲတမ်းဘာခိုင်းလုပ်ပေးတဲ့အခါမှာခိုင်းစရာလေးရှိလာရင်ကို့အပေါ်ပုံကြလာတတ်ပါတယ်ကိုပညာနဲ့ရင်းပြီးလုပ်ပေးရတာမျိုးကိုပညာကြီးတောင်းရင်တောင်းအရင်ကတော့အလကားလုပ်ပေးသေးတာပဲဆိုပြီးတော့ဖြစ်လာနိုင်ပါတယ်အဓိကလိုသုံးဘဝကိုမရောက်သွားအောင်လို့သတိထားပါလူမျိုးရေးကိစ္စတွေမှာအာနာတာတိတ်ပြဿနာမရှိပေမဲ့လုပ်ငန်းခွင်မှာအရင်အာနာတိုက်ရင်တော့ကိုယ်ပဲဒုက္ခရောက်ပါလိမ့်မယ်အာနာတယ်ဆိုတာကိုယ့်အတွက်နစ်နာမှုများပြီးတော့စိတ်ထားကောင်းတယ်ဆိုတဲ့ဂုဏ်လေးပဲရှိပါလေပီတိကိုစာအားရှိပေမဲ့ဒီပီတိကကင်ဆာဖြစ်နိုင်တယ်ပီတိပါ